ညနေခင်းတကယ်ချင်းနဲ့စုဖို့ဆိုပြီးဆိုင်ရွေးနေအိုပိုင်းတစ်ဆက်တွေပါရတဲ့ဆိုင်တွေ့ရတယ်။ဒီကမထင်မဲ့ပဲဆိုလို့ရန်ကုန်မြို့ကဂျပန်မြို့ငယ်နေစီကိုရောက်သွားတယ်။တိုင်းရဲ့ vibe လေးကခမန်းမိုက်နေတဲ့ဂျပန် vibe လုံးဝအပြည့်ပဲ။ Japan vibe ပြည့်ကြတော့ယောက်ျားလေးရောမိန်းကလေးပါအခုလိုမျိုးကီမိုနိုတွေဝတ်ပြီးတော့တပုံရိုက်လို့ရတယ်။ကျို့ရကီမိုနိုတွေနဲ့တပုံရိုက်လို့ရတယ်သိကြရင်မဲ့အခုဝတ်ထားတဲ့ဝတ်စုံတွေကအသစ်တွေဆိုတာတော့သိကြမှသိတယ်။မှန်မဲ့ကီမိုနိုအသစ်တွေအခုရောက်ထားတယ်။အဲ့တော့ဒီဆိုင်မှာဘာတွေစားလို့ကောင်းလဲတောက်လို့ကောင်းလဲဆိုတော့ပြောပြမယ်။ဒီဆိုင်မှာ Japanese food တွေနဲ့ drinks တွေတော်တော်လေးစုံစုံရှိရယ်။ Salmon sashimi ဆိုလို့ရှိရင်လည်း quality ကိုပဲတစ်ချက်ရှို့လုံးဝအမြင်နဲ့နေ quality ကောင်းတာသိတာ။ပြီးတဲ့ခါမှာလည်းတကယ် quality အပြည့်ခံစားရတယ်။နေ့ကစားခဲ့တဲ့မှာအကြိုက်ဆုံး sushi pizza fish တွေအလှလိုက် sauce ခတ်ရွှဲရွှဲလေးနဲ့ sushi ကိုလည်းပါးပါးလေးကြော်ထားပြီးသေးတယ်။သူ့ရဲ့ texture ရောအရသာရောပါထိမိနေရ။ရောက်တဲ့ခါကျရင်စားကြည့်။ဘာလို့လို့တော့တောက်မဲ့သူတွေအတွက်အမြင်ကောင်းတာလေးပြောပြမယ်။အဲ့တော့စာဘာငါကင်ပုံမှန်ဂျပန်ဆိုင်တွေမှာဆိုလို့ရှိရင် teriyaki sauce နဲ့กินထားပြီးခါကျစာဘာချိုချိုကြီးဖြစ်နေတယ်။စာဘာစားလေးနဲ့ပဲกินထားပြီးရဆိုတော့စာဘာရဲ့အရသာပိုပြီးတော့ပေါ်နေတယ်။အဲ့တော့ကတ်စုကာရီမယိုးပုံမှန်ကတ်စုကြက်သားကြော်ကျွတ်လေးမှာ Japanese curry ရဲ့ mayonnaise နဲ့ပေါင်းစပ်လိုက်တဲ့အတွက်ဆိုလုံးဝ game changer ဖြစ်သွားစေရ။ဒီတောက်အနေနဲ့ဆိုလို့ရှိရင် salmon ငါးကောင်းဟင်းကျိုလေးတောက်လို့အဆင်ပြေ။ငါးကောင်းကြီးကြီးသုံးထားပေးပေမဲ့တဲပင်ပေါရတဲ့နည်းနည်းများတယ်။ဒီကိုက်ဆန်တီပန်ဆိုလို့ရှိရင်လည်းပင်လယ်စားတွေအစုံနဲ့သူတီးနဲ့ခက်ဆက်ဆက်လေးချက်ထားပေး။ဒီဘက်နဲ့ဒီတိုင်းလေးစားရင်တော့စားကောင်းတယ်။ဒါကတော့တန်ပြားပူပူကြီးပေါ်ကကဏ္ဍပြော့တမ်ပူရာကြော်။တန်ပြော့တမ်ပူရာဆိုရင်လည်းပိုးရှိမများနဲ့လုပ်ထားပေး။သူတီးနဲ့ချိုဆက်လေးကြော်တဲ့ပစွန်ကြော်ရဲ့အမို့မှာ salmon သားလာလေးပတ်ပြီးกินထားတဲ့ salmon inoki လေးလည်းမြည်လို့ကောင်းတယ်။ fish တွေကလှလဲလှလို့အဝင်ကောင်းကောင်းရတာကောင်းကောင်းလေးဖြစ်တယ်။မောကြတဲ့အချက်ကဈေးလည်းမမြောက်။ရှေ့မှာပြောခဲ့တဲ့ O ပိုင်းတစ်ဆက်ရဲ့နာမည်က O ပိုင်း matcha ။ရဲ့အရသာ matcha ခါခါစိမ့်စိမ့်လေးကိုမှပပလေးထည့်ပြီးရတာ။ matcha လည်းကြိုက်တယ်ဒဇက်ကိုမှအချိုရမ်းမြတာမကြိုက်ဘူးဆိုရင်အတွက်ဒါလေးကကွက်တီပဲ။မှန်ဆိုင်ဆိုရင်မဲ့ဒဇက်အနေနဲ့အခုလိုမျိုးတီရာမီဆူလေးလည်းရှိတယ်။ဒီဆိုင်ကတီရာမီဆူကိုကြိုက်နေမိမယ်လို့ဘလို့မှမထင်တာ။ဒီဆိုင်မှာ Japanese menu တော်တော်များများရတယ်။ဈေးတွေဆိုလို့ရှိရင်လည်း1000ပတ်ချလည်းဝင်းကျင်နေရှိရယ်။ပွဲကြီးရည်ဆိုလို့ရှိရင်2000ကျော်3000ဝင်းကျင်နေလည်းရှိရယ်။မိုနိုဝစ်စုံအသက်ဆက်ဆက်လေးဝယ်ပြီးဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ရှိရင်ဒီတော့သက်ထပ်မပေးရမယ်။အနည်းဆုံး4000ခွဲဖို့စားပေးရမယ်။1000ခွဲဖို့စားရင်2ယောက်စာပေးဝတ်တယ်။နေ့မှထိုင်းရတာသဘောကျတာတော့ဆိုင်နဲ့လုံးဝမှိုင်းပြပြနဲ့ Japanese vibe အပြည့်ဆင်လာပြီးတော့ခွဲချင်ခွဲချင်တာမဟုတ်ဘဲနဲ့တငယ်ချင်းနဲ့အေးဆေးသွားချင်မဲ့အလုပ်ကိစ္စစကားတွေပဲတော့ပြောမယ်ဆိုရင်ဒီဆိုင်ကြီးကအဆင်ပြေ။အမေကတော့ဒီစာ case bro အကြောင်းရှင်စောဘူးလက်မှာပေါ့မြင်းဒီကုန်း city man ရဲ့ဘေးမှာရှိပါတယ်ခင်ဗျာ။